ကဲရှေ့ရက်ရှေ့လ2026နေလေးမှာတော့ဆိုကြီးကားရှိလုံးမှာရှိတယ်ကားအဆောင်လေးတွေကိုကျွန်တော်ဈေးနှုန်း model လေးတွေနဲ့အတူအရေးကြအကြောင်းလေးတွေပြောပြပေးသွားမယ်နော်ဟုတ်ကဲ့ဒါလေးကတော့ဗာလဲဆိုရင် Honda Fit ကမှ GD1 လေးဖြစ်မယ်ခင်ဗျာနော် GD1 ကို988သိန်းနဲ့ရောင်းချပေးမယ်ဈေးနှုန်းလေးတွေတခါတည်းပူးတွဲရေးပေးထားတယ်နော်0.8007လေးဖြစ်မယ်ခင်ဗျာနော်ကာလာဆေးပါလေးပါနေစမ်းမလေးရှိမယ်နော်682မှာ8သိန်းနဲ့ .3 တရလည်းလိုချင်တယ်600ပေါ်ပေါ်ကြိုက်လောက်သုံးမယ်ဆိုလို့ရှိရင်တော့2008 model လေးကိုနေစမ်းမလေးရမယ်နော်600ပေါ်ပေါ်နဲ့နေစမ်းမလေးရမယ်ကိုလူဒါလေးကတော့ GD2 လေးမနေ့ကစိုးအောင်သွားပြီနော်ကဲဆူဂီဆွလေးရှိမယ်နော်ဂရိတ်မြင့်မြင့်လေးရမယ်ဒီကောင်လေးကိုတော့ကျွန်တော်960မှာ8သိန်း1000စစ်လေးကိုရောင်းချပေးမယ်ကာလာဆေးပါလေးဖြစ်နေရမယ်ကဲဒါလေးကတော့80ဘန်နွားကြီးရှိမယ်နော်ကျွန်တော်မှာ80ဘန်နွားကြီးတွေ3စီးလောက်ရှိတယ်နော်ဒါလေးကတော့922မှာ8သိန်း1009လေးကိုရမယ်နော်နီနဲ့ကလေးတော့ပါမယ်ကိုလူနော်ကဲဒီဘက်ကပါတယ်ဒီဘက်ကတော့940မှာ8သိန်း1000အိတ်ကလေးပါနော်ဒါလေးလည်းရှိမယ်ပြည်တန်းလေးကဲဒါလေးကတော့ G6 960မှာ8သိန်း1000တန်းလေးကိုစီးရမယ်ကိုလူအကားလေးဈေးတန်တယ်နော်ကြီးစစ်ဒီမှာတော့1000တန်းလေးပါတကောင်လဲ980မှာ8သိန်းနော်နီခင်စော်လေးရမယ်နော်ကဲဒါလေးကတော့ပတ်ဆူမှာ1000အိတ်ကလေးပါ680မှာ8သိန်းကာလာအဖြူလေးစီးရမယ်1000 cc လေးတော့ဖြစ်သွားမယ်ကိုလူနော်ကဲဒီဘက်ကလေးတွေကထပ်ပြန်ပြပေးမယ်ဒီကောင်လေးကတော့ဆက်စီးလေးနော်ဒီကောင်ပိုင်းရှင်မပေါ်သေးဘူး850မှာ8သိန်း1007ဟိုမှာ 0.5 နဲ့ရမယ်နော်နီနယ်ကလေးတော့ပါမယ်နော်ဒီဘေကလေးကတော့စိုးအောင်သွားပါပြီကျွန်တော်စိုးအောင်ကလေးတွေကမတင်ပြဘူးကမြနော်ဒါလေးကတော့900မှာ8သိန်းနော်1000အိတ်ကိုစီးရပါမယ်စီးပစ်လေးပါရန်ကုန်ဒီတန်းဖြစ်ပါမယ်ကဲဒါလေးကပလိုပေါက်ကိုမှသူက 0.5 ကလေးကိုရမယ်ခင်ဗျာနော်860မှာ8သိန်းတောက်လျှောက်အနက်ကလေးပါကဲဒါလေးကတော့တလုံးအခရာလေးပါ980မှာ8သိန်း1009ဟိုမှာလိတ်တက်လေးဖြစ်သွားပါပဲ 0.5 ကလေးဖြစ်ရမယ်နော်တလုံးအခရာလေးပါကဲမိသားစုစီခုံ3တန်းเนี่ย option ရှိမယ်နော် option total option လေးကိုတော့990မှာ8သိန်း1002.4 လေးကိုရပါမယ် H10 လေးရမယ်နော်ရန်ကုန်မှာဟာရီယာလေးရှိမယ်ကိုလူနော်ဟာရီယာလေးတတိပဲရှိမယ်980မှာ8သိန်း99 model ဟိုမှာ30လေးဖြစ်သွားပါမယ်ခင်ဗျာနံပါတ်10တီတန်းလေးပါတိုတာရလေးရှိမယ်1282မှာ8သိန်း1000အိတ်ကလေးကိုစီးရမယ်နော်ကာလာအဖြူပါဝါကလေးရပါမယ် H10 ရန်ကုန်လေးပါခင်ဗျာဒီမှာတိုတာ BB ရှိမယ်နော်တိုတာ BB ဒီကောင်လေးရှိအောင်မယ်ကိုလူနော်ဒါလေးကတော့ဈေးမကတ်ထားဘူးခင်ဗျာကဲနောက်မှာပါလေရှိအောင်မလဲနောက်မှာတော့ကျွန်တော်တို့တို့မှာဖီတာရှိမယ်990မှာ8သိန်းနဲ့1003နော် Wi-Fi ကလေးပါ E အပူးနဲ့ရမယ်ကာလာအပူပေါ့ကဲဒါ G6 မှာ960မှာ8သိန်း1000အိတ်ကလေးကိုရပါမယ်တောက်လျှောက်အနှစ်ပါ .3 ကာလာအဖြူခင်ဗျာနော် EV ကားလေးရှိမယ်ခင်ဗျာနော်ဒါကတော့2000ကျော်ပါမယ်ကဲဒါလေးရှိမယ်ဒါကတော့ GD1 ဟိုမှာ940မှာ8သိန်း1007လေးကိုစီးရပါမယ်ခင်ဗျာ GD1 တော့1007ကသူပိတ်ဆုံးမယ်နော်မော်တဲ့ကဲဒါလေးကတော့ EK Dragon ကွန်လေးကိုကျွန်တော်ဈေးချလိုက်ပြီနော်608သိန်းနဲ့ရောင်းပေးမယ်ခင်ဗျာ2008တောက်လျှောက်နဲ့ကလေးပါကဲအတွင်းထဲကကားတွေဆိုပြီးတော့ကျွန်တော်အပြင်ကားလေးတွေနော်အပြင်မှာဆိုရင်ဒီကောင်ကတော့682မှာ8သိန်းနဲ့1007 Master ဘူးသီးလေးရမယ်ဒီမှာသိန်း400ပေါ်လောက်ပဲသုံးမယ်ဆိုတော့480မှာ8သိန်းနေဆမ်းမဲ့ 1300cc ရှမ်းလေးရှိမယ်နော်4.8ပါ1000အိတ်ကလေးတဲ့ခင်ဗျာနော်ဒီမှာ Pro Box DD 0.5 လေးရှိအောင်မယ်နော်ဒီကောင်လေးကတော့890မှာ8သိန်းမှာပွန်လေးမြင်တာတော့ရောင်းပေးတာပါခင်ဗျာနံပါတ်ပြဖုံခြင်းဈေးကိုဖွက်ထားခြင်းမလုပ်ဘူးနော်ပုံမှန်လေးရောင်းပေးတာအတိုက်ခိုက်အတွက်ကိုလည်းတရားရကနော်အာမခံတယ်နှုတ်ပြောမဟုတ်ဘူးနော်စာချုပ်ထဲမှာပါထည့်သွင်းရေးပေးထားတာပါခင်ဗျာနော်ဒါလေးကတော့စိုးအောင်သွားပြီနော်ဒီဘက်မှာနေဆမ်းမတ်လေးထည့်ရောက်ထားတယ်ဒီကောင်လေးက630မှာ8သိန်းနဲ့နော်နေဆမ်းမတ်လေးဒီကောင်လေးကတစီလေးပဲဒီအပူးလေးနဲ့ရမယ်နော်ကားရီရောက်တယ်ထွက်တယ်အဝင်ထွက်အရမ်းများတယ်လာရင်ဖုံးဆက်တာတော့ပိုကောင်းတယ်နော်
650မှ8သိန်းနော်ဒီကောင်လေးရှိမယ်1007အောင်မှာလိတ်တက်ပါနော် H တန်းလေးနော်650မှ8သိန်းဒီဘက်မှာလုပ်ငန်းသုံးပက်ကကလေးတွေရှိမယ်ဒီဘူးသီးလေးလည်းရှိမယ်နော်ဘူးသီးအဖြူလေးလှတယ်ဗျာဘူးသီးမဟုတ်ဒီမီယိုဖြစ်သွားတယ်နော်ဒီမီယိုမှသိရပြောကဲဒီကောင်လေးကတော့950မှ8သိန်းမှာမန်ယူရယ်လေးဖြစ်မယ်ဖိုက်ကလေးနော်သိရွက်လေးရှိမယ်နော်990မှ8သိန်း1000အိတ်ကလေးပါခင်ဗျအာမိုင်းနဲ့ဒီကောင်လေးက fat owner တလက်ကင်လေးနော်ဒီကောင်လေးပိုင်ရှင်မပေါ်သေးပါဘူး490မှ8သိန်း1000 2019လေးကိုစီးရမယ်ကဲခွေးဘလူးထဲမှာအော်တိုကြိုင်းနှစ်သက်တယ်ဆိုရင်ဒီကောင်လေးရှိမယ်နော်အော်တိုလေးပါခြေတဲ့658တဲ့1000စစ်ကလေးကိုစီးရမယ်ကိုလူနော်အရေးကြငွေချမ်းလဲတဲ့ကျွန်တော်ရှိမှာအားလုံးအဆင်ပြေပါတယ်ခင်ဗျာမျိုးပေါ်နေတိုင်းသူတွေအတွက်ကတော့ဒါအရေးကြရတာပေါ့နော်ဝင်ငွေထွက်ငွေရှိလုပ်ငန်းတစ်ခုအကောင့်ထဲပြပေးနိုင်ရင်ဒါအရေးကြရပြီနော်လိုင်စင်ရှိချင်းမရှိချင်းနဲ့မဆိုင်ပါဘူးခင်ဗျာကဲဒါဒီကတော့မရှိဘူးချီ658တဲ့နော်1000တန်းလေးကိုစီးရမယ်658 1000တန်းလေးကိုစီးရမယ်ကိုလေနော်ဒီကောင်လေးကတော့အော်တိုလေးဖြစ်သွားမှာမရှိဘူးချီလေးပါကဲ900မှ8သိန်းလားဒီကောင်လေးနော်ဈေးပြန်ချမယ်ပြောတယ်ဒီကားလေးဒီကားလေးတော့စိုးသွားပါပြီကဲဒီမှာပါရှိအောင်မလဲဒီဆမ်မာလေးလည်းစိုးအောင်သွားပြီနော်ရေလန်းလေးတစ်စီးရှိအောင်မယ်1000 2000နဲ့မှ4ဖြစ်မယ်နော်2စီးတို့ဒီစီပါအိမ်တို့ဘိန်းများအကြီးနဲ့ရပါမယ်အဲ့ဒါလေးရှိမယ်DB လူစီးလေးတစ်စီးရှိမယ်အဲ့ဒါ DB လေးတစ်စီးရှိမယ်နော်လူစီးလေးကျွန်တော်မှရှိတယ်ခင်ဗျာနော်948သိန်းလောက်တော့ခေါ်မယ်လူစီးကတော့1008ဒီကောင်လေးကတော့107,528တယ်နော်ဒီဗီလိုချင်းဒါလေးမနေ့ကစိုးရသွားရင်နော်ကဲဒါလေးရှိအောင်မယ်နော် F10 လေးဒါမနေ့ညနေမှရောက်တာဗျဈေးတော်မဖွင့်ရသေးဘူးဟုတ်ကဲ့ကျွန်တော်ရှိမှရှိတဲ့ကားတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988 933938ကိုဒါဆက်သွယ်မေးမြန်းနိုင်တယ်လို့39933939995139ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဖုန်းကင်ချိန်လေးတွေကတော့မနေ့8ခွဲည8ခွဲသတ်မှတ်ထားပါတယ်ခင်ဗျာနော်ကိုယ်တိုင်ကိုညလာရောက်ကြီးစုကျင်နေဆိုရင်ကျွန်တော်တို့စိုင်တီးနေရသည်ရန်ကုန်အရှိတကုံရသားအတွက်လမ်းမကြီးရွှေပြည်လမ်းထိပ်စိုးကြီးချိုးလုံးမှာကြီးလို့ရမယ်နော်ကျွန်တော်ကတော့ကိုချက်မှာနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ